အောင်စပူကိုခွင့်ပြုပေမဲ့စမ်းရည်မိုးနေကြမိုဘိုင်းခွင့်ကိစ္စညှိနေလို့လူပြောများနေတဲ့မန္တလေးသိန်းစောလက်တလောဇက်သပင်လောကမှာအတော်လေးလူပြောများနေတဲ့ကိစ္စတစ်ခုကကနဝင်ဇမင်းသားကြီးမန္တလေးသိန်းစောနဲ့မင်းသားစမ်းရည်မိုးတို့ကြားကစရန်စင်မင်းဇက်တော်ကြီးမိုဘိုင်းခွင့်ပြဿနာဖြစ်ပါတယ်အစောပိုင်းကစမ်းရည်မိုးနေနဲ့ဒီဇက်တော်ကြီးကိုကပြခွင့်ရထားပေမဲ့ရုပ်တံရိုက်ကူးထုတ်လင်းခွင့်တော့မပါခဲ့ပါဘူးဒါပေမဲ့သူ့ရဲ့မွေးနေ့ပွဲကပြချိန်မှာပရိသတ်တွေကဖုန်းနဲ့ရိုက်ကူးပြီးတော့လိုင်းပေါ်တင်လိုက်တာကြောင့်အခုလိုမိုဘိုင်းခွင့်ကိစ္စညှိဆုံးသွားခဲ့တာပါဒါကြောင့်အစမ်းရည်မိုးရဲ့ဇက်စရာကလိုင်းပေါ်ကဗီဒီယိုတွေကိုအမြဲပြန်ဖြုတ်ချခိုင်းထားရပါတယ်ဒီနေရာမှာပရိသတ်တချို့ကမင်းသားအောင်စပူကိုကြားတော့ပြီးခဲ့တဲ့တရားဒီကကိုကြီးကျော်ပလီလောနဲ့ရှင်မွေးလောနဲ့မင်းနဲ့တာအော်ပရာတွေကိုကပြခွင့်ပေးခဲ့ပြီးတော့စမ်းရည်မိုးကြားမှာခွင့်မပြုဘူးဆိုပြီးမန္တလေးသိန်းစော်ကိုဝေဖန်ပြောဆိုမှုတွေရှိနေကြပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့မန္တလေးသိန်းစော်ကဇက်သပင်လောကမှာစိတ်ထားကောင်းတဲ့သူတဦးဖြစ်နာမည်ကြီးပါတယ်။သူကမျိုးဆက်သစ်မင်းသား2ဦးစလုံးကိုခွဲခြားမှုမရှိဘဲတက်နိုင်တဲ့လောက်မြေတောင်မြောက်ပံ့ပိုးပေးနေသူပါ။လက်တလောစတဲ့စင်မင်းကိစ္စမှာတော့စီကံမိုင်းဆိုင်ရာသတ်မှတ်ချက်တွေကြောင့်ပရိသတ်တွေကအထင်လွဲမှားနေရဖြစ်ပါတယ်။မင်းသားကြီးရဲ့သဘောထားကြီးမှုနဲ့စီဒနာကိုဇက်သပင်လောကသားတွေအတိဆုံးဖြစ်လို့ဒီလိုမူပိုင်ခွင့်ပြဿနာလေးကလည်းမကြခင်မှာအဆင်ပြေပြေနဲ့ပြေလည်သွားွယ်ရှိပါတယ်။ကြည့်ရှုနေကြတဲ့ပရိသတ်ကြီးကရောဒီကိစ္စပေါ်ဘလို့ထင်ပါတယ်လေရှင်မြန်မာနိုင်ငံအဆိုတော်တွေကိုကြော်တက်ပြီး YouTube 1 million ပြည့်တဲ့အဆိုတော်ဖြစ်လာတဲ့မနိုမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးအဆိုတော်လို့ပြောလိုက်ရင်အားလုံးပြေးမြင်ကြမှာကတရုတ်ဆောင်ပိုင်းမှာရောဂီတာပိုင်းမှာပါဆယ်စုနှစ်များစွာထိတ်တန်းကနေရပ်တည်နေတဲ့ဆိုင်းဆိုင်းခန့်လိုက်မဲဖြစ်ပါတယ်။ဆိုင်းဆိုင်းကအနုပညာအရေးအသွေးပြေးွားတယ်လို့မင်္ဂလိပရိသတ်တွေရဲ့ဝက်ကွယ်အားပေးမှုတွေကိုအခိုင်အမာရရှိထားတဲ့သူပါ။သူပါပဲလို့အမြဲတမ်းဝန်းရံပေးကြတဲ့ပရိသတ်တွေများစွာရှိနေရကြောင်း Facebook နဲ့ YouTube လိုလူမှုကွန်ရက်စာမျက်နှာတွေမှာ follower အများဆုံးပိုင်ဆိုင်ထားတဲ့ထိတ်တန်းအနုပညာရှင်တဦးဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာတော့ဆိုင်းဆိုင်းခန့်လိုက်လို့ထိတ်တန်းအဆိုတော်တွေကိုကြော်တက်ပြီးတော့မြန်မာနိုင်ငံမှာ YouTube subscriber တသန်းကိုအရင်ဆုံးပြည့်သွားတဲ့အဆိုတော်ကနယ်ပရိသတ်ရောမြို့ပေါ်ပရိသတ်ပါမကျန်အားလုံးကချစ်ခင်ရတဲ့အဆိုတော်မနောပဲဖြစ်ပါတယ်။ဒီလိုအောင်မြင်မှုမှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့အတွက်မနောက YouTube ပေါ်မှာ follower အများဆုံးမြန်မာအဆိုတော်ဖြစ်ရပ်တည်လာနိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုထိတ်တန်းအဆင့်ကိုရောက်ရှိလာဖို့အတွက်မနောကိုပရိသတ်တွေဒီလောက်တောင်အားပေးချစ်ခင်ကြတဲ့အထူးအကြောင်းရင်းတွေရှိပါတယ်။အဲ့ဒါကတော့သူ့ရဲ့မြန်မာမှုမြန်မာတန်စင်နဲ့မြန်မာဓလေ့တွေကိုအမျက်တနိုးတန်ဖိုးထားသိဆိုတတ်တဲ့အနုပညာစွမ်းရည်ကြောင့်ပဲဖြစ်ပါတယ်။ဒါအပြင်ဘာသာရေးနဲ့တရဏရေးကိုအထူးလေးစားကိုင်းဆိုင်ပြီးတော့ကိုအမြဲနှိမ်ချဆက်ဆံတတ်တဲ့သူ့ရဲ့စိတ်ထားလေးတွေကလူချစ်လူခင်ပေါ်များစေတဲ့အထူးအချက်တွေပါပဲ။ကိုယ့်ရဲ့ယဉ်ကျေးမှုကိုမျက်နှိုးတဲ့မနောရဲ့အောင်မြင်မှုကိုဘယ်လိုမြင်ပါသလဲရှင်။